နီယာဒီတာဆုံကအစားစားနဲ့ကြောင်းရည်သိနိုင်မှု Food and Trade Channel ကိုလည်း Subscribe လုပ်ထားပေးပါဦးနော်ဒီနေ့တော့ရန်ကုန်မြို့စမ်းချောင်းမြို့နယ်ဗဟိုလမ်းမပေါ်မှာဘလိုမျိုး street food ဆိုင်တွေရှိလဲတွားကြည့်မှာပဲဖြစ်ပါတယ်ဒီကတော့ဗဟိုလမ်းနဲ့ဘားကရလမ်းဘက်ကနေဝင်ခဲ့တာပါဗဟိုလမ်းနဲ့စဝင်လိုက်ပြီဆိုတာနဲ့လမ်းထိပ်မှာငါးကင်ဆိုင်အသားကင်ဆိုင်ရှိပါတယ်ဒီမှာပန်းမင်လေးတွေရောင်းတဲ့ဆိုင်လည်းရှိရယ်ဒါကတော့အာဟာရဆိုင်မှာမူးမစ်ဘာဆိုတဲ့ဆိုင်မှာညနေခင်းဆိုတော့ရုံးနာပြန်အေးအေးဆေးဆေးမုတ်ထိုင်စားနေသူတွေအများကြီးပဲရှိပါတယ်ဒါကတော့ကချင်ဟင်းတွေပါကချင်ဆိုင်ဘေးမှာတရုတ်အစားအစာရောင်းတဲ့ခောက်ဆွဲကြော်ကြားဆန်းကြော်ဆိုင်ရှိတယ်သူ့ဘေးမှာတော့မောင်ဟိန်းလက်ရဘိတ်ကကြီးကြိုက်လည်းရှိပါတယ်ကကြီးကြိုက်ကောထမင်းကြော်ကောပြန်စင်းကောပြန်ကြော်ရပါတယ်ဒီမှာလက်ဖက်ချက်ဥပေါင်းနဲ့တစ်ကြားသီးလည်းရှိပါတယ်ကချင်ဆိုင်တရုတ်ဆိုင်ဘိတ်ဆိုင်ပြီးပြီဆိုတော့ရှမ်းဆိုင်မှာရှမ်းတူဟူနွေတူဟူနောက်ရပါတယ်အကင်ဆိုင်တွေလည်းများပါတယ်အကင်ဆိုင်ဘေးမှာကြံရီဆိုင်ရှိရယ်ဗဟိုလမ်းကတလမ်းပေါင်းဖြစ်လို့ဘားကရဘက်ကနေပဲဝင်လို့ရပါတယ်ဒါကတော့ပဲပလာတာပါညဘက်ပလာတာစားခြင်းလဲဗဟိုလမ်းမှာလာစားလို့ရတယ်အန်စည်းခောက်ဆွဲရေစင်ခောက်ဆွဲလက်တုပ်စုံလည်းရပါတယ်တူဘူးလေးတွေမှာအဝါလေးတွေရောအဖြူလေးတွေရောဒါကတော့အများအခေါ်လမ်းတရဲမှုမှာထညက်ရည်နဲ့ခေါင်းမှုရှိတယ်ကီးမခေါင်းမှုရှိတယ်အဲ့ဆိုင်ကည9နာရီလောက်ဆိုကုန်သွားပြီခေါင်းမှုဆိုင်ရှိမှာအတုပ်ဆိုင်နဲ့အေးဆိုင်ရှိပါတယ်နောက်ပြီးတော့ဟေးယူမစ်တီးဆိုင်လည်းရှိပါတယ်အဲ့ဒီကနေဆက်လျှောက်သွားလိုက်ရင်တော့ဝက်သားကြိုက်တဲ့သူတွေအတွက်ဝက်ဥစုံထမင်းကြော်ရှိပါတယ်ဝါခမထမင်းကြော်ဆိုင်မှာဟင်းတွေကတော့အများကြီးပဲအမျိုးကိုစုံနေရပဲကြည့်ပါဦးငါးကြော်တွေရောပဇွန်တွေရောအစုံပဲမြန်မာမုတ်စားခြင်းနဲ့ဒီမှာမြန်မာမုတ်လေးတွေကိုဗန်းနေရောင်းနေငှက်ပြောပေါင်းမုတ်ဖတ်ထုတ်တာကူအမျိုးစုံရှိပါတယ်ငှက်ပြောပေါင်းကတော့တပွဲကို2000ကျပ်ပါ4လုံးပါပါတယ်ငှက်ပြောပေါင်းကလည်းအုံလို့အနံ့လေးနဲ့စားလို့ကောင်းတယ်ငှက်ပြောပေါင်းတစ်ထုပ်ဝယ်လာခဲ့ပါတယ်ညဘက်ရောက်မှမြန်မာမုတ်စားခြင်းနဲ့ရောင်းတဲ့ဆိုင်တွေရှိရယ်မြန်မာမုတ်ဝယ်ပြီးရှေ့ဆက်လျှောက်တဲ့ခါမှာတော့လှဲလေးနားမှာလူတွေဝိုင်းအုံနေလို့ဘာဆိုင်လဲလို့ကြည့်လိုက်တဲ့ခါမှာတော့ဟမ်ဘာဂါဆိုင်ဖြစ်ပါတယ်ဒီမှာရောင်းတဲ့ဘာဂါတွေကတော့ဂျမ်ပူဘာဂါတစ်ခုကို6000ပါအသားတွေ cheese တွေကြက်ဥတွေနဲ့လုပ်တဲ့ဘာဂါကိုဝယ်စားတဲ့သူတွေတော်တော်များပါတယ် cheese တွေကြက်ဥတွေမှာပါပဲရိုးရိုးဘာဂါဆိုရင်တော့တစ်လုံးကို6000ကျပ်ပါဘာဂါကတော့စားရတာဗိုက်လည်းပြည့်တယ်အာဟာရလည်းဖြစ်ပါတယ်အမဲဥစုံတုပ်ထိုးဆိုင်မှာလည်းစားတဲ့သူတွေမနှဲဘူးအသားဆိုရင်ဝက်သားမှာကြိုက်တဲ့သူတွေအတွက်လည်းရှယ်ကောင်းဝက်ပေါင်းထမင်းကြော်ဆိုင်ရှိပါတယ်ဝက်သားတုံးကြီးတွေမှာအကြီးကြီးတွေပဲအားရပါရပဲဝက်သားမှဝက်သားဆိုတဲ့သူတွေသွားစားတဲ့ဆိုင်မှာပဲစားစရာတွေစုံသလားတော့မမီးနဲ့ဒီမှာငချိတ်ပေါင်းဆန်မုတ်ပေါင်းဆိုင်လည်းရှိပါတယ်ဒီဆန်မုတ်ပေါင်းကိုလည်းကြိုက်တဲ့သူတွေတော်တော်များတယ်လုံနေရတာလက်ကိုမလဲဘူးဒီမုတ်ပေါင်းလုပ်တဲ့ပုံစံကစိတ်ဝင်စားဖို့ကောင်းတယ်အမှုန့်လေးတွေကိုအစာပလာတွေထည့်မယ်ပြီးရင်ဒီမှာမြေအိုးအဖုံးလေးကိုရေနွေးဝေးနဲ့အုပ်ပြီးတော့ပေါင်းတာပါမုတ်ပေါင်းလုပ်နေတဲ့ပုံစံကြည့်ရတော့တန်တန်ရှင်းရှင်းတက်တက်ရဲရဲနေပါပဲအခုလိုပူပူနွေးနွေးလေးလုပ်ပြီးတော့စားရတဲ့ခါကျတော့ကျန်းမာရေးအတွက်လည်းတင့်တော်ပါတယ်ရှေ့ဆက်လျှောက်လာတဲ့အခါမှာတော့ငွေဆောင်ချောင်းသာရောက်နေရလားထင်မှတ်ရတဲ့ vibe ကိုပြီးတဲ့အုံးစိမ့်ရည်နဲ့အုံးရှာလက်ပတ်ရည်ဆိုင်ကိုတွေ့ပါတယ်ဒီဆိုင်မှာအုံးစိမ့်ရည်အပြင်အုံးရှာလက်ပတ်ရည်လည်းရှိပါတယ်ပြီးတော့ဝေဖာယူတုတ်ချိုမွေ့မွေ့လေးလည်းရှိပါတယ်ဝေဖာယူတုတ်ကတော့တစ်ချက်ကို900ပါအုံးသီးနုနုလေးနဲ့ဝေဖာယူတုတ်ကစားရတာချိုမွေ့မွေ့လေးပဲဒီလိုမျိုးဝေဖာယူတုတ်ကတော့အခုအဲ့နားမှာနေစားမှပဲအဆင်ပြေပါတယ်နှမို့ဆိုတော့ဝေဖာကပျော့သွားပါတယ်ချက်ချီတော့ဂျူးမြင့်မာလာလဲစားရတဲ့သူတော်တော်များတယ်ထင်တယ်အခုအဲ့လိုဆိုင်တွေတော်တော်များများတွေ့ရတယ်ဒါကတော့ဝက်ချတော့စွပ်ပြုတ်ပါမုတ်ပြားသက်လက်မုတ်ပြခွဲကြိုက်တဲ့သူတွေအတွက်လည်းမုတ်ပြားသက်လက်ဆိုင်ရှိပါတယ်အခုဆိုရင်မုတ်ပြားသက်လက်ဆိုင်လေးတော်တော်များများမှာတွေ့ရပါတယ်ညဘက်အုံတို့ခေါက်ဆွဲမဟင်းကားစားခြင်းလည်းရှိပါတယ်ရုံးအပြန်ဟင်းမချက်ချင်တဲ့သူတွေအတွက်လည်းမြန်မာဟင်းမျိုးစုံရောင်းတဲ့ဆိုင်တွေလည်းအများကြီးရှိပါတယ်ကိုကြိုက်တာဝယ်စားရုံပဲ
ဒီမှာကတော့ကြက်ချစ်တော့ထောင်းတင်မော်ဒီထောင်းနေလည်းရှိရယ်အော်ဒိန်ရင်ဒိန်မလိုင်ဆိုင်လည်းရှိရယ်ဆိုင်တွေကစုံနာဆိုတော့ဘာစားခြင်းလဲအကုန်လုံးရှိရနှစ်ပေါင်း60ရှိပြီဖွင့်ထားတဲ့ကာစင်ပိုင်ကြက်သားတုပ်လည်းရှိပါတယ်ဟောနောက်ထပ်ဘာကာဆိုင်တစ်ဆိုင်ထပ်တွေ့ပါတယ်ဒီဆိုင်မှာလည်းသူ့ပရိသတ်နဲ့သူပါပဲဒါကတော့ဂျပန်ရေပွဲလုံးကနန်းလုံးတာခိုယာကီလို့ခေါ်ပါတယ်၄လုံးကို2500ကျပ်ပါ8လုံးဆိုရင်9000ဒီဟာလဲစားတဲ့သူတော်တော်များတယ်အခုဆိုနေရာတော်တော်များများမှာလဲဒီဂျပန်ရေပွဲလုံးဆိုင်လေးတွေရောင်းတာကိုတွေ့ရပါတယ်ရေပွဲလုံးဆိုင်ဘေးမှာတော့မုတ်ပြားတက်လက်ဆိုင်လည်းရှိပါသေးတယ်အခုဆိုရင်မုတ်ပြားတက်လက်ဆိုင်တွေ့တာ2ဆိုင်ရှိပါပြီအသီးဆိုင်လည်းရှိပါတယ်အသီးဝယ်ပြီးရင်ပန်းဝယ်လို့ရပါတယ်စပယ်ပန်းနေဖျားပန်းနေအမျိုးစုံရှိပါတယ်ပြည်ထမင်းတုပ်ပြည်စိမ်မန်းထမင်းတုပ်နဲ့ပဇွန်ဝက်ကြော်တုပ်ဆိုင်လည်းရှိပါတယ်ဒီဆိုင်မှာမြန်မာတို့ထိုးလည်းရောင်းပါတယ်အာလူးကြော်ကြိုက်တဲ့သူတွေလည်းအိမ်အပြန်အာလူးကြော်ဝယ်သွားလို့ရပါတယ်မေရီချူအာလူးကြော်ရောင်းတာပါဒီမှာဆိုလဲလှဲလေးနဲ့ပစ္စည်းလေးတွေအစုံတင်ထားတာစားစရာလေးတွေပဲဝယ်ကျင်စရာတွေကြီးပဲဒါကတော့ခောက်ဆွဲပြုံးနဲ့ကြက်ဥနဲ့ရောင်းတဲ့ဆိုင်ပါဒီမှာဘာတွေဝယ်နေကြရလဲဘာဘယ်တီးဆိုင်ပဲကောက်ညင်းမွေးဘာဘယ်တီးတဲ့ဘာဘယ်တီးတစ်ခွက်ကို1500 2500ပဲနောက်တစ်ဆိုင်ကမာလာရှန်ကောပင်လယ်စာနဲ့တပွဲမှာ1000နဲ့အကင်နေကိုစုံနေရပဲလမ်းတစ်လျှောက်မုတ်ဆိုင်တွေအများကြီးတွေ့ပေမဲ့မုတ်လင်မယားဆိုင်ကတော့ဒီဆိုင်ကိုပထမဆုံးတွေ့တာပါအခုချိန်စတော်ဘယ်ရီပေါ်ချိန်ဆိုတော့စတော်ဘယ်ရီကိုဘန်းနေနဲ့ချရောင်းနေရအများကြီးပဲမြန်မာမုတ်ဆိုင်ထပ်တွေ့ပြီးရွှေကြီးစနွေးမကင်းမပြောသည်စနွေးမကင်းရှိပါတယ်အသီးဆိုင်နဲ့ထပ်တွေ့ပါတယ်အသီးဆိုင်မှာဖရဲသီးတင်မောသီးနက်နက်သီးရှိရယ်ကြံရည်ဆိုင်အေးဆိုင်နဲ့တွေ့တယ်ဘေးမှာတော့အကျော်စုံဆိုင်မှာဘူးဒီကျော်ဘေယာကျော်မန်းလေးပဲကျော်တူဖူးကျော်အစုံရပါတယ်ဒီမှာဒဝဲမုတ်ခွက်တဲ့ဒီဆိုင်ကတော့တစ်ဆိုင်ပဲရှိရပါဒဝဲရိုးရအစားအသောက်ပါဒါကတော့ပြောင်းမှုလက်ဖက်သုံးငနီတူသုံးနဲ့ထမင်းပြူရောင်းတဲ့ဆိုင်မှာစားစရာတော်တော်စုံတာကတော့ဒီမတ်ဆန်တာစားပွဲစုံမှာဒီမှာအတုပ်စုံရတယ်ကြာစံချက်မြန်မာတို့ထိုးတွေလည်းရတယ်ကိုတွေကတော့ရှောက်သီးသုံးနဲ့ကြာစံချက်ကိုဝယ်စားခဲ့ပါတယ်သီးသုံးပေါ်မှာငနီတူလေးတွေဖြူထားတယ်ချင်းငံဆက်ကြာစံချက်ကလည်းပူပူလေးစားလို့ကောင်းမှကောင်းမယ်မုတ်စားပြီးတော့ရှေ့ဆက်လျှောက်လာတဲ့အခါမှာတော့အသီးတယ်ထပ်တွေ့ပါတယ်ဒီမှာတော့အုံးစိမ်းရည်ပါရပါတယ်ဘေးမှာမြန်မာထမင်းဆိုင်ရှိပါတယ်ငါးကြော်ကြက်ကြော်ဒါကတော့ကွန်တော့ဆိုင်မှာဒီဆိုင်လေးစားတဲ့သူတွေများတယ်ဒါကတော့အသားချောင်းအသားလုံးတွေကိုမာလာအရသာနဲ့ပြန်တုပ်ပေးတဲ့ဆိုင်မှာဒီမှာမာလာဒုတ်ထိုးချောင်းတွေလည်းရှိပါတယ်ဒီလိုမျိုးမာလာအရသာနဲ့ရှူးရှူးရှဲရှဲတုပ်ပေးတဲ့အကင်တုပ်တွေကစားလို့အရန်ကောင်းပေမဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတော့မဟုတ်ပါဘူးညဘက်ရောက်မှစီထမင်းနဲ့ကောင်းကြီးမောင်းစားကျင်လိုက်တာဆိုတဲ့သူတွေအတွက်လည်းစီထမင်းကောင်းကြီးမောင်းငချိတ်ဆိုင်ရှိရဲ့ဒါလေးကတော့ handmade လေးလုပ်ထားတာပါဒီမှာအတုပ်စုံတိုဘူးတုပ်ပဲပြားတုပ်အရွက်စုံတုပ်ဆိုင်လည်းရှိရဲ့ဒါကဘာဆိုင်လဲဒါကကြောက်ကြောတွေရောင်းတဲ့ဆိုင်မှာကြောက်ကြောတို့တာကူတို့ပူတင်းတို့ရောင်းတဲ့ဆိုင်မှာဒီဆိုင်မှာလည်းလာဝယ်တဲ့သူတွေများပါတယ်ဒီဆိုင်တွေအကုန်လုံးကဘားကေရလမ်းဘက်ကဝင်တဲ့ဗဟိုလမ်းဘဲဘက်အချမ်းမှာရှိတဲ့ဆိုင်တွေပဲဖြစ်ပါတယ်ညာဘက်အချမ်းမှာလည်းဆိုင်တွေရှိပါသေးတယ်အားလုံးကိုကျေးဇူးတင်ပါတယ်